လောကသားတို့အတွက်မြတ်ဗုဒ္ဓဤကြိုးပမ်းချက်အပိုင်း48တရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဩစာအသက်ချေလက်အင်္ဂါမိတ္တတိမသမိတာနိတထာဇနိဆွန်ကြီးကြီးဟုကျက်တိထဘွယ်50အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ရည်တန်ကြုတ်ကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း48ဘုရားမြတ်စွာကိုရောမြတ်ဟာလောကသားတို့အတွက်လောကအလယ်မှာဖြစ်ပေါ်လာရပြီးနောက်တလျှောက်လုံးဘဝတတ္တတလျှောက်လုံးဟာသက်တော်80တည်နေတဲ့ညကာလပတ်လုံးဖရာဘဝနဲ့45နှစ်တာကာလပတ်လုံးလောကသားတို့ရဲ့အကျိုးသက်သက်ကိုဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာလောကသားတွေဆိုတာလူကောင်းရှိတယ်လို့မကောင်းတဲ့လူတွေလည်းရှိကောင်းသူနဲ့မကောင်းသူဟာမကောင်းသူကပိုပြီးတော့များတယ်ပေါ့မြတ်စွာဘုရားကလောကသားတွေအတွက်ကောင်းကျိုးချမ်းသာတွေရစေတော့ဆိုတဲ့မေတ္တာကရုဏာကြီးမားစွာဖြင့်ဆောင်ရွက်တော်လဲမြတ်စွာဘုရားရဲ့အနီးကပ်တပည့်တွေတဲကပဲမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေကပေါ်ပေါက်ခဲ့ဘူးတဲ့ပေါ့သို့တော့များများပြဆာပေါ်ပေါက်တာတော့မဟုတ်ဘူးဒေဝရတ်တို့လိုထင်ရှားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့မထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းမြတ်စွာဘုရားကိုဆန့်ကျင်ခဲ့တာရှိတယ်လောကမှာလူရည်လို့ဖြစ်လာလို့ရှိရင်ဘလောက်ကောင်းတဲ့အလုပ်ပဲလုပ်လို့အတိုက်ခံဆိုဒီမှာပေါ်လာစမြဲပဲဖြစ်တယ်ဒါလောကရဲ့သဘာဝမြစ်ကြီးဟာတရားတွေအတွက်လောကသားတွေအတွက်အေးချမ်းမှုတန့်စင်မှုကိုပေးနိုင်တော်လည်းပဲမြစ်ထဲဆင်းပြီးတော့ရေနစ်သေးတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိတာပေါ့နော်အဲ့ဒါမြစ်ရဲ့အပြစ်လားလို့ဆိုမြစ်ရဲ့အပြစ်မဟုတ်ဘူးလောကသားတွေရဲ့အပြစ်သားလည်းဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားဟာလောကသားတွေကိုအကျိုးပြုဖို့ပွင့်လာတာဖြစ်တော့လေမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတာပေါ့အဲမြောက်များစွာရှိတဲ့ထက်ကမှတ်တမ်းတင်ထားတဲ့ပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကိုပိဋကတ်သုံးပုံမှာသိရှိကြသို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့
တပည့်စัจ जा တရားဟောလိုက်လို့နာယူလိုက်တဲ့အခါမှာလူသားတွေကရှင်ကွန်းတင်မြတ်တူဟာဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မစက္ခုဆိုတဲ့မျက်စိအမြင်ရသွားတယ်သို့သောနတ်တွေပြမာတွေတဲကတော့နတ်တွေကအသင်္ချေပြမာပေါင်း18ခရီးဆိုတာဓမ္မစက္ခုရသွားစัจ java လာလို့ခေါ်တဲ့လောကကြီးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆောင်ရွက်လုပ်ကိုင်မှုကြောင့်အကျိုးဖြစ်ထွန်းသွားတဲ့ပုဂ္ဂိုလ်တွေကများတယ်လို့ဒီလိုပြောရမှာဖြစ်တယ်သို့သောမြတ်စွာဘုရားကိုအကြောင်းပြုပြီးမြတ်စွာဘုရားပွင့်လာမှုကိုအကြောင်းပြုပြီးဘုရားကိုဆန့်ကျင်တဲ့စိတ်ဓာတ်တွေနဲ့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာဆုံးရှုံးနေတာပြီးတန်တရားမှာဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ထင်ရှားဆုံးကတော့ရှင်ဒေဝဒနောက်ဆုံးမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒီမြေမျိုးပြီးအဝိဇ္ဇငရဲမှာဆင်းရဲဒုက္ခကိုခံနေရတယ်ဆိုတာဟာအလုံးသိထားတဲ့အတိုင်းပဲပေါ့နော်အဲရှင်ဒေဝဒလိုပဲမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲပေါ်ပေါက်ခဲ့ဘူးတဲ့အဲ့ဒီပေါ်ပေါက်တဲ့ပုဂ္ဂိုလ်တွေထဲမှာစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာဒီရှုထောင့်အမြင်ကနေပြီးတော့ဆန့်ကျင်တဲ့ပုဂ္ဂိုလ်ရှိတယ်စကားနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားနဲ့အခြေတင်ပြောသည့်ထီအောင်ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ဘူးတဲ့ပေါ့ခဏိခေတ်လူတွေမှာအခြေတင်ပြောခံရတဲ့ဆိုတာဘာပြောစရာလို့လဲမြတ်စွာဘုရားလိုပုဂ္ဂိုလ်တောင်မှလောကသားတဲ့နေလောကရဲ့အခက်အခဲဆိုတာကြုံမှာပဲပေါ့လောကရန်ဆိုတာလူတိုင်းကြုံတာပဲတမန်ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ဓာတ်ကြတရားမရှိဘူးလောကမှာအထွတ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်သူမြတ်တောင်မှပဲလောကသားတွေရဲ့ဆန့်ကျင်မှုကိုခံရတယ်ဆိုမြတ်စွာဘုရားကတခါတုန်းကမိန့်ကြားတယ်ငါဟာကြာပန်းနဲ့အလားတရံတူတယ်ကြာပန်းဆိုတာဟာတဲ့ရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ကြာပန်းသို့တော့ရေနဲ့ထိတွေ့ခြင်းမရှိဘူးရေဟာကြာပန်းကိုညစ်ပေအောင်မလုပ်နိုင်ဘူးကြာပန်းပေါ်ရေကျလိုက်လို့ရှိရင်ကြာရွက်ပေါ်ကြာဘက်ပေါ်ကြာရေဟာလိမ့်ဆင်းသွားတယ်ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ခြင်းဆိုတဲ့တန်ရောစဉ်မုန်းတီးခြင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပေါ်မှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့လောကသားတွေနဲ့လွတ်လပ်ငါဘုရားဟာနေထိုင်ခဲ့တယ်နေထိုင်လျက်ရှိတယ်ဆိုတာကိုထိုသုတ်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတာအဲ့တော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်ကင်းနေနိုင်တယ်လွတ်ကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲလောကလူသားတွေနဲ့မဆက်ဆံတာကိုလွတ်ကင်းနေတာဒီလိုပြောလို့တာမဟုတ်ဘူးလောကလူသားတွေနဲ့ချစ်ခင်တွေ့တာမှုဆိုတာလည်းမရှိဘူးလောကလူသားတွေပေါ်မှာမုန်းတီးမှုဆိုတာလည်းမရှိဘူးလောကသားတွေရဲ့အကျိုးကိုပြုတယ်ဆိုပါစို့ရေထဲမှာပွင့်တဲ့ကြာပန်းကြီးဟာရေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လုပ်ထားတာတော့ကြာပန်းကြောင့်ပဲပေါ့အကယ်၍သာကြာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှเสียအကြောင်းမရှိဘူးမြတ်စွာဘုရားဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာလောကပေါ်မှာတာယာစင်နဲ့အလှဆင်တာမဟုတ်ဘူးလွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အသွင်တရံနဲ့အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကိုပြုခဲ့ကြာပန်းကြီးဟာမိမိပေါက်ဖွားရာရေကန်ရေမျက်နှာပြင်မောပေါက်ဖွားတင်းနေပြီးတော့ရေကန်ရဲ့အလှကိုတစားဆင်ပေးတယ်လို့ပဲမြတ်စွာဘုရားဟာလောကရဲ့အလှကိုတစားဆင်ပေးတဲ့ပုဂ္ဂိုလ်ကြာပန်းကရေကိုအကျိုးပြုတယ်လို့ပဲမြတ်စွာဘုရားကလည်းလောကသားတွေကိုအကျိုးပြုတယ်လို့ဒီလိုနှိုင်းရှင်ပြီးတော့လေ့လာလို့ရတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေတုံးဆိုလို့ရှိရင်အရိဋ္ဌဆိုတဲ့ယဟန်သူ့မျိုးရိုးကဘာလုပ်လဲဆိုရင်လင်းဓာတွေကိုလင်းဓာငှက်တွေကိုတတ်တဲ့အမျိုးရိုးကနေလာခဲ့တာသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုပြီးတော့သူကမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသင်ရင်နဲ့နောက်ဆုံးမှာ
ဝိနည်းကျမ်းဂန်ကိုတော့သူမလေးလာဘူးဇာတကတို့သုတ်တန်တို့ဒါတွေကိုလေးလာထားတဲ့ပုဂ္ဂိုလ်လေးလာထားတော့တနေ့ကျတော့သူတွေးတယ်မြတ်စွာဘုရားကဝိနည်းမှာဒီပထမပါရာဇိကသိက္ခာပုဒ်ဆိုတာပြည့်ညတ်တယ်ပထမပါရာဇိကသိက္ခာပုဒ်ဆိုတာဟာဒီယဟန်တွေဟာဒီလိန်ချင်းကွဲပြားတဲ့လိန်မတူတဲ့ပုဂ္ဂိုလ်နဲ့ sexual intercourse မလုပ်ရဘူးလုပ်လို့ရှိရင်ယဟန်ဘဝဆုံးရှုံးရမယ်လို့သိက္ခာပုဒ်ပြည့်ညတ်ထားတာရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကဘယ်လိုတွေးတုံဆိုရင်ပိုးဖဲဂရိပါဆိုတဲ့နုညံ့တဲ့အဝတ်တွေထိတွေ့ရင်တောင်မှအပြစ်မရှိဘူးဆိုရင်ဒီလူသားဖြစ်တဲ့အမျိုးသမီးအတွေ့ဟာဘာလို့မအပ်ရမှာတော့တူတူပဲဘာမှမထူးဘူးပေါ့နော်သူလဲပိုးဖဲဂရိပါလဲရုပ်ပဲအမျိုးသမီးလဲရုပ်ပဲဆိုတဲ့တွေးခေါ်ချက်နဲ့သူကပထမပါရာဇိကကြီးကိုပြည့်ညတ်တာမှားတယ်ပေါ့မြတ်စွာဘုရားဒီလိုဝေဖန်တာဒီအတွေ့အထိနှစ်ခုချင်းကိုတူညီတဲ့အနေအထားအနေနဲ့သူကကြည့်ရှုပြီးတော့ဝေဖန်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါ်ယူဆုံးမတော်လည်းပဲသူ့အယူဝါဒကိုမစွန့်ဘူးအရိဋ္ဌဆိုတဲ့ယဟန်ပေါ်ပေါက်ခဲ့ဘူးတယ်ပေါ့နော်မြတ်စွာဘုရားရဲ့ပါရာဇိကသိက္ခာပုဒ်ကိုမြတ်စွာဘုရားကအေးပိုးဖဲဂရိပါအတွေ့နဲ့ဒီအမျိုးသမီးရဲ့အတွေ့ဆိုဒီမှာဒီအတွေ့နှစ်ခုဟာမတူဘူးပိုးဖဲဂရိပါအတွေ့ကိုတွေ့ထိလို့ဆံမဲ့ဖို့ရဲ့အန္တရာယ်မဖြစ်ဘူးအမျိုးသမီးရဲ့အတွေ့ကိုခံစားလို့ရှိရင်တော့ဆံမဲ့ဖို့ရဲ့အန္တရာယ်ဖြစ်တယ်လို့ဆိုတာကိုသူကဒါမဖြစ်နိုင်ပါဘူးလို့သူညင်းဆိုခဲ့တယ်ပေါ့ညင်းဆိုခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ဝီနီထဲမှာမှတ်တမ်းရှိတယ်နောက်တစ်ဦးကတော့တာတိဆိုတဲ့ယဟန်ပဲတာတိဆိုတဲ့ယဟန်ကမြတ်စွာဘုရားကနေဟောတယ်ရုပ်ဆိုတာရူပံဘိက္ခွေအနတ္တဝေဒနာအနတ္တသင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တအားရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုရယ်ခန္ဓာ၅ပါးဟာအနတ္တပဲအတ္တမဟုတ်ဘူးလို့မြတ်စွာဘုရားဟောတဲ့အခါတရားနာရင်သူကဘာစဉ်းစားတော့ဘာစဉ်းစားတော့ဆိုအနတ္တအတ္တမဟုတ်ဘူးဆိုလို့ရှိရင်လုံးသမျှရဲ့အကျိုးကျေးဇူးတွေဘယ်သူခံစားမှာတော့နော်အတ္တမရှိဘဲနဲ့ဘယ်သူကလုံနေတာလဲငါမရှိရင်ဘယ်သူလုံတာလဲငါဆိုတာမရှိဘူးဆိုရင်ဘယ်သူလုံပြီးတော့အကျိုးရတဲ့အခါကျတော့ဘယ်သူကရတာလဲလို့တွေးခေါ်ရင်းကနေပြီးတော့သူကဝိညာဉ်လေးဟာပြုလုပ်သူဖြစ်ပြီးတော့အဲ့ဒီဝိညာဉ်လေးကပဲအကျိုးခံစားတယ်လို့ဆိုတဲ့မိစ္ဆာအယူဝါဒတစ်ခုကိုယူတယ်မြတ်စွာဘုရားကသူ့ကိုမေးတယ်အဲ့ဒီမှားရွေးတဲ့အမြင်တစ်ခုကိုလက်ခံပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားကြားတော့မေးတယ်ဘယ်ဟာကိုအတ္တလို့ဆိုချင်တာလဲလို့ဆိုတော့သူကပြောတယ်ဒီဝဒ္ဒောဝေဒီယောတဲ့အကောင်းဆုံးကိုခံစားတတ်တယ်နော်ဝဒ္ဒောစကားပြောတတ်တယ်ဝေဒီယောအကောင်းဆုံးကိုခံစားတတ်တယ်ဟောဒီဝိညာဉ်လေးဒီဝိညာဉ်ကောင်လေးဟာဒီဘဝကနေဟိုဘဝကနေနောက်ဘဝတစ်ခုကူးပြီးတော့လောကမြတ်ကံရဲ့အကျိုးကျေးဇူးကိုခံစားနေတယ်ကံတရားတွေကိုပြုလုပ်သူဖြစ်တယ်လို့ဒါကိုယုံကြည်တယ်လို့ဆိုပြီးတော့ဟောတဲ့အခါမြတ်စွာဘုရားကအေးဟုတ်ပြီအဲ့ဒီဝိညာဉ်ကိုငါအကျဉ်းချင်းပြောခဲ့တယ်ဝိညာဏံပဋိစ္စသမုပ္ပန္နရှိနေတဲ့အရှိတရားမဟုတ်ဘူးအကြောင်းတရားကိုစွဲမိပြီးမှသာဖြစ်လာတာအဲ့ဒီဖြစ်လာတဲ့အကြောင်းတရားကိုစွဲမိပြီးတော့ဖြစ်လာတဲ့ဝိညာဉ်ဆိုတဲ့အရာဟာလည်းပဲဖြစ်ပြီးနောက်ပျက်စီးသွားတာကြီးပဲဘယ်အရာကမှထာဝရမြဲနေတာမရှိဘူးအကြောင်းမဲ့လည်းဖြစ်လာတာမရှိဘူးဒီလိုယူဆတာမမှန်ကန်ဘူးဆိုတဲ့အကြောင်းကိုရသော်ဘုရားကရှင်းပြပေမဲ့လို့လက်မခံဘူးနော်ဘုရားရဲ့ဆန့်ကျင်မဲ့ပုဂ္ဂိုလ်တွေပေါ့လက်မခံဘူးသူ့ရဲ့အယူဝါဒကိုမစွန့်ဘူးတဲ့ခဏခေတ်ဘာသာနဲ့ဆန့်ကျင်မဲ့တွေယူဆတဲ့ပုဂ္ဂိုလ်တွေဟာဒီဘုရားကိုယ်တိုင်တွေးတဲ့အချိန်တောင်မှပဲအမှားအယွင်းကိုတွေးခေါ်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာဒီကနေ့ခေတ်မှာလည်းပဲမရှိဘူးလို့ပြောနိုင်ဘူးအများကြီးရှိလာတယ်ပေါ့ဟောနောက်တူကတော့ဘယ်သူတုံးဆိုလို့ရှိရင်မာလုကြဗုဒ္ဓဆိုတဲ့ကိုယ်တော်
မာလုကျဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကမိစ္ဆာအယူဝါဒနဲ့ပတ်သက်တဲ့မေခွန်း10ချက်ကိုဘုရားမဖြေဘူးနော်အဲ့ဒီမေခွန်း10ချက်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားအဖြေမထုတ်ဘူးအဲ့ဒီအဖြေမထုတ်တာနဲ့ပတ်သက်ပြီးသူကမကြည်မနှက်ဖြစ်တယ်မကြည်မနှက်ဖြစ်ရုံနဲ့မကဘူးမြတ်စွာဘုရားစီလာပြီးတော့အရှင်ဘုရားဒီမေခွန်းတွေကိုဖြေပါမသိရင်မသိဘူးလို့ပြောပါသိရင်သိတယ်လို့ပြောပါဖြေနိုင်ရင်ဖြေနိုင်တယ်လို့ပြောမဖြေနိုင်ရင်မဖြေနိုင်လို့မဖြေနိုင်ဘူးလို့ပြောဝါတတာနဲ့မလုပ်ပါနဲ့လို့ဘုရားဟောတော်မှာပြောတဲ့ပုဂ္ဂိုလ်ပဲသူကမြတ်စွာဘုရားကရှင်းပြတယ်ဒီမေခွန်းတွေဟာအဖြေပေးလို့ဘာမှအကျိုးမရှိဘူးတန်တရားဟုတ်ကလွတ်ကင်းမှုအတွက်လည်းဘာမှအထောက်အကူမပြုဘူးဘုရားဆိုတာအကျိုးမရှိတဲ့စကားကိုပြောလို့မရှိဘူးဟောမြတ်စွာဘုရားမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်အဲ့ဒီစကားမျိုးသာဘုရားပြောတာမမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားမျိုးကိုမြတ်စွာဘုရားကလေကုန်ခံပြီးဘယ်တော့မှမပြောဘူးတဲ့နော်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစီလာပြီးတော့အရေးဆိုတယ်အရေးဆိုတာကိုမြတ်စွာဘုရားကဘာဖြစ်လို့သူဒါတွေကိုမဖြေတာလဲဆိုတာကိုရှင်းပြဖြေလို့မရတဲ့မိဂုံးတွေဖြစ်သည့်အတွက်ကြောင့်မဖြေပဲထားတာဟာအဖြေပဲလို့ဒီလိုရှင်းပြတော့လည်းပဲသဘောပေါက်ဖို့မရဘူးပေါ့နောက်ဆုံးမှာမလောက်ကြဗုဒ္ဓဆိုတာနှစ်ဦးဖြစ်နိုင်တယ်ပေါ့သူတဦးတည်းဆိုလို့ရှိရင်နောက်ပိုင်းကျတော့သူမြတ်စွာဘုရားထံကနေပြီးတော့တရားဓမ္မနာရလို့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ဘုရားနဲ့ဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသာသနာမှာပေါ်ပေါက်ခဲ့လို့မှတ်တမ်းတင်ထားတာတွေရှိတယ်အဲ့ဒီထဲမှာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ထဲမှာဒေဝတာပြီးရင်အဆိုးဆုံးလို့ပြောရမယ့်ပုဂ္ဂိုလ်တူရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူတော့ဆိုရင်သူနေခတ္တဆိုတဲ့ယဟန်ပဲဖြစ်တယ်သူကလိဆွေမင်းသားတူဝေသာလီမျိုးသားလိဆွေမင်းသားတူပဲမြတ်စွာဘုရားတရားတန်ခါယရဏသုံးပါးကိုကြီးညိုပြီးတော့လိဆွေအတိုင်းဝိုင်းကနေထွက်ခွာပြီးသာသနာပေါင်းဝင်လာပြီးတော့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့ဘုရားကိုလွန်ကြီးညိုတယ်ပထမတော့သိကြီးညိုတယ်မြတ်စွာဘုရားကြီးညိုပြီးတော့သာသနာပေါင်းရောက်လာပြီမြတ်စွာဘုရားကိုတောင်အလုတ်ကျွေးပြုတဲ့ပုဂ္ဂိုလ်တွေထဲမှာသူအပါဝင်ဖြစ်ဖူးတယ်ပေါ့နော်သို့တော်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမှာဘုရားကိုစွန့်တရားစွန့်သံဃာစွန့်ပြီးတော့ဒီသာသနာပေါင်းကနေပြီးတော့ထွက်ခွာသွားသည့်အထိအောင်မြတ်စွာဘုရားကိုဆန့်ကျင်သွားတဲ့ပုဂ္ဂိုလ်တူဖြစ်သွားတယ်ပေါ့မြတ်စွာဘုရားကဘယ်လိုနားချပြီးတော့ပြောပေမဲ့လို့ဘုရားစကားကိုလုံးဝနားမထောင်တော့သူနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တန်လေးတွေရှိတယ်အဲ့သုတ်တန်လေးတွေကနေဒီအကျဉ်းချုပ်ပြီးတော့ဒီကနေ့လောကသားတို့အတွက်မြတ်ဗုဒ္ဓကြိုးပမ်းအားထုတ်တာဟာဒီလိုသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေအယူဝါဒမတူညီတဲ့ပုဂ္ဂိုလ်တွေကိုလည်းမြတ်စွာဘုရားကရုဏာထားပြီးတော့စိတ်ရှိနဲ့စိတ်ရှိသိခံစွာနဲ့ဒီပုဂ္ဂိုလ်တွေမမှားရအောင်ဆုံးမသွန်သင်တယ်သို့တော့မရတာတော့မြတ်စွာဘုရားရဲ့တာဝန်မဟုတ်ဘူးနားမထောင်တဲ့ပုဂ္ဂိုလ်ရဲ့တာဝန်သာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့လောကသားတွေအတွက်ကြိုးပမ်းအထောက်မှုဟာအလွန်စိတ်ရှည်ရတဲ့သိခံရတဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့အများတော့ထင်ကောင်းထင်လိမ့်မယ်ဘုရားဆိုတာတကူကြီးတယ်တကူနဲ့အရာရာလှုပ်လို့ရလိမ့်မယ်လို့ဒီလိုထင်ကြလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟာအသိဉာဏ်ပေးတာသာဖြစ်တယ်ပေါ့အသိဉာဏ်ပေးတယ်သို့တော်မြတ်စွာဘုရားရဲ့ဘုန်းတော်ကံတော်ကဘာလဲလို့ဆိုရင်ဘုရားကိုဆန့်ကျင်မဲ့လို့ရှိရင်အပြင်ပန်းအနေနဲ့သာဆန့်ကျင်မဲ့လို့ရကောင်းရလိမ့်မယ်မြတ်စွာဘုရားကိုအန္တရာယ်ပြုသည့်ထီအောင်ကတော့လုပ်လို့မရဘူးဒါဗုဒ္ဓနာဇီဝိတတနတ္တကကေနစီအန္တရာယောဂတုံမြတ်စွာဘုရားရဲ့အသက်အန္တရာယ်ကိုဘယ်သူမှမလုံးနိုင်ဘူးလူတွေမပြောနဲ့နတ်တွေပြမာတွေကစပြီးမြတ်စွာဘုရားကိုအသက်အန္တရာယ်မလုံးနိုင်ဘူးမဏ္ဍကြီးကမြတ်စွာဘုရားရဲ့အကျိုးမလိုလားဘူးအမြဲတမ်းအနှောက်ယှက်ပေးတယ်သို့တော်ဘုရားရဲ့အသက်အန္တရာယ်ကိုတော့သူထိခိုက်အောင်လုပ်လို့မရဘူးပေါ့ဒီလိုဆိုတာပေါ့ဗုဒ္ဓနာသဗ္ဗညုတညာနတ္တနတ္တကကေနစီအန္တရာယောဂတောမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုလည်းပဲမသိရအောင်အနှောင့်အယှက်ပေးပြီးတော့ဉာဏ်တုံးသွားအောင်လုပ်လို့မရဘူးတဲ့ဘယ်သူမှအန္တရာယ်မပေးနိုင်ဘူး
ဘုရားကသိကျင်လို့ကြည်လိုက်လို့ရှင်ဉာဏ်တော်ထဲမှာအကုန်ပဲပေါ်လာမှာပဲဖြစ်တယ်မြတ်စွာဘုရားဉာဏ်လေးတုံးသွားအောင်လုပ်လို့မရဘူးနောက်တစ်ခုကတော့ဗုဒ္ဓနာအဘိယတနာစတုံနံပစ္စယနာနတကကေနစီအန္တရာယောဂတို့မြတ်စွာဘုရားကိုလှူဖို့တန်းဖို့ဆိုပြီးတော့ရည်မှန်းပြီးတော့ယူလာတဲ့ပစ္စည်းတွေကိုဘယ်သူမှအဟံတာအနှောင့်အယှက်မလုပ်နိုင်ဘူးဘုရားကိုမလှူရအောင်လို့ဆိုဟန္တာပိတ်ဆို့လို့မရနိုင်ဘူးတဲ့ဒါလည်းအန္တရာယ်လုံးလို့မရတဲ့ဟာတစ်ခုပဲနောက်တစ်ခါဗုဒ္ဓနာအတိတိယအနုပြင်စနာနံဗြဟ္မပပယဝါနတ္တကကေနစီအန္တရာယောဂတို့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာအလွန်တင့်တယ်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနေရှိတယ်32ပါးသောယောက်ျားမြတ်လက္ခဏာနဲ့လက္ခဏာတော်ငယ်80တို့ဆိုတာအလွန်တင့်တယ်အဲ့ဒါတွေကိုအယုတ်ဆိုးအကြီးတန်သွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးဗြဟ္မပပလို့ဆိုတဲ့တလန်လောက်ထွက်နေတဲ့ရက်ဝန်းအယောင်ဝန်းလေးကိုဘယ်သူမှမှောင်သွားအောင်အယောင်ပြောက်သွားအောင်လုပ်နိုင်စွာမရှိဘူးတဲ့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးအန္တရာယ်မပြုတ်နိုင်တာ၄မျိုးရှိတယ်ပေါ့ဒီလိုဆိုလို့လေအဲ့ဒီအန္တရာယ်မပြုတ်နိုင်တဲ့၄မျိုးဘယ်သူမှမလုပ်နိုင်ဘူးသို့တော့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့စကားပြောကြတာတွေတော့ရှိတယ်ပေါ့နော်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တယ်အယူဝါဒနဲ့ပတ်သက်ပြီးဘုရားတက်ပြီးတော့ညင်းတယ်ခုံတယ်ဆိုတာမျိုးတွေရှိတယ်အဲ့ဒီမှာသူနဲ့ခတ္တဆိုတဲ့လိတ်ဆွေမင်းသားကသင်္ကန်းဝတ်လာတဲ့ယဟန်တော်ပထမတော့မြတ်စွာဘုရားကိုအလွန်ကြည်ညိုတယ်အလွန်ကြည်ညိုရသူသင်္ကန်းဝတ်ပြီးတော့3နှစ်အတွင်းမြတ်စွာဘုရားစီကနီးတောင်းပြီးတော့တပ္ပထကျင့်စဉ်တစ်ခုကိုကျင့်တာတပ္ပထတစ်ခုကျင့်စဉ်တစ်ခုကိုကျင့်လိုက်တော့ဒိဗ္ဗစက္ခုဘိညာဉ်ထိအောင်ရသွားတယ်အဲ့တော့ဒိဗ္ဗစက္ခုဘိညာဉ်ရဖို့ဆိုတာပထမဇန်အောင်မြင်ရမယ်ဒုတိယဇန်အောင်မြင်ရမယ်တတိယဇန်အောင်မြင်ရမယ်စတုထဇန်ထိအောင်မြင်သွားတပ္ပထကျင့်စဉ်မှာပထမဇန်ဒုတိယဇန်တတိယဇန်အဆင့်၄ဆင့်တက်ပြီးတော့စတုခနေနဲ့ဆိုရင်ဒီအဆင့်၄ဆင့်တက်သွားပြီးတော့ဒိဗ္ဗစက္ခုအဘိညာဉ်ထိအောင်ရသွားတယ်ဒိဗ္ဗစက္ခုအဘိညာဉ်ရသွားတော့သူကဒိဗ္ဗစက္ခုတစ်မျိုးတည်းတင်ပွားထားတော့သူရတာမျက်စိကနေပြီးတော့ဒိဗ္ဗစက္ခုရထားတဲ့အခါကျတော့ဒိဗ္ဗစက္ခုနဲ့ဒီကိုကြည့်ကျင်တဲ့နေရာတွေကိုသူအလင်းအောင်လွတ်ပြီးတော့ကြည့်တဲ့အခါအလွန်ချောအလွန်လှတဲ့နတ်တွေကိုသွားတွေ့ရတယ်နတ်သားနတ်သမီးတွေအလွန်ချောတယ်အလွန်လှကြတယ်ဒါပေမဲ့နတ်သားနတ်သမီးတွေစကားပြောနေတဲ့အတန်ကြတော့သူမကြားရဘူးဘာဖြစ်လို့လဲဆိုတော့သူကဒိဗ္ဗစက္ခုပဲရတယ်ဒိဗ္ဗသောတာနားမရဘူးမရတော့တယ်လီဖုန်းမရှိတဲ့လူလိုပေါ့နော်တယ်လီဖုန်းမရှိတဲ့လူကမျက်စိကတော့မြင်ရတယ်လေအတန်မကြားရဘူးအဲ့ဒါမျိုးဖြစ်နေတော့သူစိတ်ထဲမှာသူကြားခြင်းတယ်ဒိဗ္ဗသောတာအဘိညာဉ်နဲ့ဒီလောက်ချောဒီလောက်လှတဲ့နတ်တွေရဲ့အတန်ဟာဘလောက်များตาရလိုက်မလဲငါကြားခြင်းလိုက်တာဆိုပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗသောတာပရိက္ခနီလန်းကိုသွားပြီးတော့တောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဘယ်တော့မှအကျိုးမရှိတဲ့အလုပ်ကိုလုပ်လို့မရှိဘူးဘုရားဆိုတာတောင်းလိုက်တဲ့အခါကျတော့သူ့ရဲ့အတိတ်ဘဝတန်တရားမှာသူ့မှာကံဆိုးကနေဟန်တားနေတာတခုရှိတယ်ဒိဗ္ဗသောတာမရနိုင်တော့အဟံတားတခုရှိတယ်ဘုရားလည်းမတတ်နိုင်ဘူးဒါကြတော့ကံကြမ္မာရဲ့ကမ္မဝိပါကောဗုဒ္ဓေနာပိအပတိပါဟိယောတဲ့ကံရဲ့အကျိုးတရားကိုမြတ်စွာဘုရားသိရင်ဟန်တားလို့မရဘူးကံရဲ့စွမ်းတတ္တိကြောင့်သူဟာဒိဗ္ဗသောတာရနိုင်တဲ့ကုသိုလ်ကောင်းမှုမပါတဲ့အပြင်မှာဒီအကုသိုလ်တစ်ခုကိုကျွလွန်ထားတာအဲ့ဒီကံဟောင်းကနေပြီးတော့ဟန်တားနေတယ်ဘယ်လိုကျင့်ဒိဗ္ဗသောတာဒီဘဝမှာရမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကသူ့ကိုဒိဗ္ဗသောတာပရိက္ခကိုမဟောတော့ဘူးသူကလွန်ခဲ့တဲ့အတိတ်ဘဝတုန်းကကိုကျင့်သီလကောင်းတဲ့တရားဥတရားများရတဲ့သူတော်ကောင်းတဦးကိုဒီနာကန်းအောင်လုပ်ခဲ့ဘူးတယ်စေရနာဆိုးနဲ့နာကန်းအောင်လုပ်ခဲ့သည့်အတွက်ကြောင့်ဒီဘဝမှာသူဒိဗ္ဗသောတာရဖို့မရှိဘူးရိုးရိုးပဂတိနာတော့သူ့မှာရှိတယ်ပေါ့
သို့သောဒိဗ္ဗသောတကျင့်စဉ်ကိုပရိကံကိုလုပ်ပြီးတော့ဒိဗ္ဗသောတအဘိညာဉ်ရနိုင်ဖို့အတွက်သူကုသကံမပါလာဘူးအခြေခံမရှိဘူးဒိဗ္ဗစက္ခုတော့သူရနိုင်တယ်ဒိဗ္ဗသောတကြတော့ကံကြမ္မာကဝင်ပြီးတော့ဟန်တာနေတယ်အဲ့ဒါကိုမြတ်စွာဘုရားကအကျိုးမရှိတဲ့အလုပ်ကိုမလုပ်တဲ့အနေနဲ့သူ့ကိုဒိဗ္ဗစက္သောတပရိကံကိုမဟောဘဲနဲ့ထားတယ်မဟောဘဲနဲ့ထားတဲ့အခါကျသူကဘာအထင်လွဲသွားတော့ဆိုကြည့်တော့လူဆိုတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကတစ်မျိုးစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုရင်တစ်မျိုးတွေးပုံကသူဘယ်လိုတွေးလိုက်တော့ဆိုငါကလည်းမင်းသားဘဝကမင်းမျိုးကနေရဟန်းဖြစ်လာတာယဟန်ဂေါတမကလည်းမင်းမျိုးကနေရဟန်းဖြစ်တယ်အကယ်၍သာငါဟာအတန်လဲရုပ်လဲမြင်ရမယ်အတန်လဲကြားရမယ်ဆိုရင်သူ့အဆင့်မျိုးငါရောက်သွားမှာအဲ့ဒါကိုမနာလိုလို့ငါ့ကိုရုပ်မြင်ုံလားဟောပြီးတော့အတန်ကြားရအောင်နီးမပေးဘူးလို့ဆိုပြီးတော့အထင်လွဲသွားတယ်အဲ့ဒီအထင်လွဲမှုကြောင့်မြတ်စွာဘုရားအပေါ်မှာသူကရံညှိုးဖွဲ့တယ်အဲ့ဒါမှကြောက်စရာကောင်းတယ်နော်ဒါကိုယ့်ရဲ့အခြေအနေကိုမသိဘဲနဲ့မစင်စားနိုင်ဘဲနဲ့သူ့အတွေးကအဲ့ဒါလိုလွဲမှားစွာတွေးပြီးတော့မြတ်စွာဘုရားကပဲသူကြီးပွားမှာကိုမနာလိုသည့်အတွက်ကြောင့်သူနဲ့အဆင့်တူသွားမှစိုးလို့ဆိုပြီးတော့ဘုရားကသူ့ကိုဒိဗ္ဗသောတပရိကံကိုမဟောတာလို့အဲ့ဒါလိုမှားရဲစွာယူဆတွေးတောပြီးမြတ်စွာဘုရားပေါ်မှာမကျေမနပ်တွေဖြစ်သွားအဲ့ဒီမကျေမနပ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ဒီမဟာလိသုတ်တံမှာသဲလွန်စာလေးဖော်ပြထားတာရှိတယ်သူ့ရဲ့တငယ်ချင်းတယောက်ရှိတယ်ဥဋ္ဌထဆိုတဲ့လိတ်ဆွေမင်းအဲ့ဒီလိတ်ဆွေမင်းနဲ့တွေ့တဲ့အခါသူကဘာပြောတော့ဆိုရင်ငါဟာတဲ့ဒီဇန်တရားတွေကိုသမထကျင့်စဉ်နဲ့ကျင့်ကြံကြိုးကိုအထုတ်လိုက်တဲ့အခါအလွန်လှပတဲ့ရုပ်အဆင်းရှိတဲ့နတ်တွေပြမာတွေကိုငါမြင်ရတယ်ဒါပေမဲ့လို့ตายရတဲ့သူတို့အတန်တွေကိုတော့ငါလုံးဝမကြားဘူး၃နှစ်အတွင်းမှာငါဒီဟာအောင်မြင်ခဲ့တယ်လို့ဒီလိုသူပြောတယ်တဲ့အဲ့ဒါမြတ်စွာဘုရားကိုဥဋ္ဌတလိတ်ဆွေကမေးတယ်အရှင်ဘုရားသူပြောတာဟုတ်ပါသလားရုပ်တော်မြင်ရတယ်အတန်မကြားရဘူးဆိုတာဟုတ်သလားလို့ဆိုဟုတ်တယ်တဲ့ဘာဖြစ်လို့တော့ဆိုသူ့ရဲ့တမာတိကိုကရုပ်မြင်မိုးရလောက်ပဲသူ့မှာတမာတိကအားထုတ်တာရှိတယ်အတန်ကြားရလောက်တဲ့တမာတိမျိုးသူ့မှာမရှိဘူးတဲ့ဒါကြောင့်မို့လို့သူအတန်မကြားဘူးရုပ်တော့မြင်ရတယ်ဆိုအဲ့ဒါလို့မြတ်စွာဘုရားကရှင်းပြတဲ့အခါမှာဥဋ္ဌတလိတ်ဆွေမင်းကမေးတယ်အရှင်ဘုရားတဲ့သာသနာပေါင်းဝင်ပြီးတော့ယဟန်ဝတ်ကြတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုနတ်တွေကိုမြင်ဖို့ဒီတမာတိစွမ်းအားတွေရပြီးတော့နတ်တွေရဲ့ရုပ်အဆင်းကိုမြင်ဖို့နဲ့နတ်တွေရဲ့အတန်ကြားရဖို့ဆိုတဲ့ဒီအကျိုးအတွက်ရှင်ဘုရားထံမှာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြတာလားဒီအကျိုးအတွက်ရည်ရွယ်ပြီးတော့လုပ်ကြတာလားလို့ဆိုမြတ်စွာဘုရားကဘယ်ဟုတ်မလဲတဲ့ဒါကအောက်တန်းစားလေးပဲရှိသေးတယ်သာသနာပေါ်မှာဓိတဲ့အဆင့်မြင့်တဲ့အကျိုးတွေအများကြီးရှိသေးတယ်အဲ့ဒီအကျိုးတရားတွေအတွက်သာငါသာသနာမှာဝင်ပြီးတော့ယဟန်ခံကြတာဒီသမာဓိဘာဝနာအတွက်မဟုတ်ဘူးတာယောစဉ်၃မျိုးပယ်ရှားပြီးအပေပိတ်သွားတဲ့သောတပန်ဖြစ်ဖို့နော်ကာမဘုံမှာတစ်ချိန်သာလာပြီးတော့ဘဝအဆုံးသတ်မဲ့တဂရကံပုဂ္ဂိုလ်ဖြစ်ဖို့ကာမရာဂနဲ့ဗျာပါဒလို့ဆိုတဲ့ဒီကာမနဲ့ပတ်သက်တဲ့အာယုန်တွေရာဂတရားတွေဒေါသတရားတွေဖယ်ရှားပြစ်ပြီးတော့ဗြဟ္မပြေမှာအဆုံးသတ်မဲ့အနာဂံပုဂ္ဂိုလ်အနာဂံအဖြစ်ရောက်ဖို့ ਨੇ အာသဝတရားတွေလုံးဝကင်းစင်သွားတဲ့ယဟနာပုဂ္ဂိုလ်အဖြစ်ရောက်ဖို့ဆိုတာဒါတွေဟာဓိတဲ့မြင့်မြတ်တဲ့တရားတွေဖြစ်တယ်အဲ့ဒါတွေအတွက်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံကြတာဖြစ်တယ်မြတ်သောကျင့်ကိုကျင့်ကြတာဖြစ်တယ်သာသနာရဲ့အမျက်ဆုံးဥတည်ချက်ဟာအရတ္တဖလပရိယောဒနာသာသနာလို့ဆိုတဲ့အတိုင်းယဟနာဖြစ်ဖို့ဟာသာသနာအတွက်အဓိကပန်းတိုင်ပဲဖြစ်တယ်ပေါ့အရတ္တဖို့ဟာအဓိကပန်းတိုင်ပဲသောတာပန်ဖြစ်မယ်သောတာပန်နဲ့ရမနေရဘူးတဂရကဖြစ်အောင်လုပ်ရမယ်တဂရကဖြစ်ပြီးရင်အနာဂတ်ဖြစ်အောင်လုပ်ရမယ်အနာဂတ်ဖြစ်ပြီးရင်ယဟနာဖြစ်အောင်ကြိုးစားအထောက်နောက်ဆုံးမှာအရတ္တဖို့ဆိုတဲ့
တရားထုတရားမြတ်ရမှသာလျှင်ကိစ္စပြီးတာဖြစ်တယ်အဲ့ဒီအတွက်သာသနာတော်ရဲ့ပန်းတိုင်ရရှိနိုင်တဲ့အကျိုးတရားကအဲ့ဒီအတွက်လုပ်ကြတာဒါဖြင့်ရောအရှင်ဘုရားလမ်းစဉ်ရောရှိသလားရှိတာပေါ့လမ်းစဉ်ကဘာလဲဆိုရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပစတဲ့မဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားဟာဒီသောတပတ္တိဖို့သဂရဂါမိဖို့အနာဂါမိဖို့ရတ္တဖို့လို့ဆိုတဲ့ဒီမတရားဖို့တရားတွေကိုမျက်မှောက်ပြုနိုင်တဲ့နိလမ်းပဲဖြစ်တယ်အကျင့်ကောင်းပဲဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုရှင်းပြပြီးအကျယ်တဝင်းဟောပြောတယ်သာသနာနဲ့ပတ်သက်ပြီးအဲ့ဒီမှာအဲ့ဒီအချိန်တုန်းကသူနခတ္တာဖောက်ပြန်တဲ့စိတ်မရှိသေးဘူးပေါ့သို့တော့မြတ်စွာဘုရားစီကနေပြီးတော့ဒိဗ္ဗသောတပရိကံကိုမရတဲ့အတွက်ကြောင့်ရတော့လေသူတရားထုတ်လို့ဒီတမာတိကိုမရဘူးမရသည့်အတွက်ကြောင့်မကြည်မနှက်တွေဖြစ်လာမကြည်မနှက်ဖြစ်လာအဲ့ဒီမကြည်မနှက်ဖြစ်လာတာနဲ့ပတ်သက်ပြီးတော့သူဘုရားပေါ်မှာဆန့်ကျင်မဲ့လှုပ်လာတယ်နောက်ပိုင်းမှာနော်မြတ်စွာဘုရားပေါ်မှာဆန့်ကျင်မဲ့တွေလှုပ်လာပြီးတော့ဒီနေ့ကျတော့ဘုရားစီသွားတယ်သွားပြီးတဲ့အခါဘာပြောတော့ဆိုရင်ဒီနေ့ကစပြီးတော့တဲ့အရှင်ဘုရားနဲ့လမ်းခွဲတော့မယ်နော်ပစ္စက္ခာမိအရှင်ဘုရားကိုလုံးဝဆရာအဖြစ်ကဆွန့်လွတ်တယ်ဟုတ်လားဆရာကိုဆွန့်ဆရာအဖြစ်ကဆွန့်လွတ်တယ်အရှင်ဘုရားကိုမိကိုပြီးတော့လည်းမနေတော့ဘူးဆိုတော့မြတ်စွာဘုရားကသူ့ကိုပြောတယ်နေပါအောင်တဲ့သူနခတ္တငါကမင်းကိုသူနခတ္တရေလာခဲ့နော်ငါရဲ့တပည့်ခံပြီးတော့မင်းနေပါလို့ငါကမင်းကိုပြောခဲ့သလားတဲ့မပြောခဲ့ဘူးမင်းကရောငါစီလာပြီးတော့အရှင်ဘုရားထံတပည့်တော်တပည့်ခံပြီးတော့နေပါရစေလို့ရောလျှောက်ဖူးသလားမလျှောက်ဘူးဒါဖြစ်မင်းနဲ့ငါနဲ့ဟာဘာဖြစ်လို့ငါ့ကိုဒီလိုစွန့်နေဆိုတဲ့စကားပြောတာအမှန်ဘုရားနဲ့သူကြားထဲမှာအပေးယူငကိုရှိတယ်မဟုတ်တာသူစေတနာနဲ့သူဝင်လာတာလေအရှင်ဘုရားကိုတပည့်တော်ကတပည့်ခံမရစေဆိုလို့အေးလာတပည့်ခံမြတ်စွာဘုရားကလည်းသူနခတ္တရေလာခဲ့ငါတပည့်လို့ဒီလိုခေါ်တာရှိသလားမရှိဘဲနဲ့ဒီနေ့ကနေစပြီးအရှင်ဘုရားကိုစွန့်တယ်ဆိုမင်းနဲ့ငါနဲ့ပိုင်ဆိုင်မှုလည်းရှိတာလည်းမဟုတ်ဘူးဆက်သွယ်မှုလည်းရှိတာလည်းမဟုတ်ဘူးဘယ်လိုလုပ်ပြီးတော့စွန့်မှလဲဘာကိုစွန့်မှလဲလို့မြတ်စွာဘုရားဒီလိုဖြေရှင်းပြောတဲ့အခါကျတော့သူကဘာပြောတော့ဆိုအရှင်ဘုရားကတဲ့တပည့်တော်ကိုတကူမပြဘူးတဲ့နော်ထူးဆန်းအံ့ဩဖွယ်တကူတွေကိုမပြဘူးမပြလို့တပည့်တော်ကရှင်ဘုရားကိုစွန့်လွတ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရှင်းပြတယ်နေပါအောင်နဲ့မင်းကငါအရင်ကပြောခဲ့သလားသူနခတ္တလာငါစီလာခဲ့ငါကတကူပြမယ်မင်းကရောအရှင်ဘုရားတကူပြရင်တပည့်တော်ကတပည့်ခံမယ်လို့ရောငါ့ကိုပြောဘူးသလားမပြောဘူးအဲ့လိုမပြောဘူးပဲနဲ့အပေးယူမရှိပဲနဲ့အခုလာပြီးတော့ဘာဖြစ်လို့ငါ့ကိုဒီလိုပြောရတာလဲလို့မြတ်စွာဘုရားအကျိုးတဲ့အကြောင်းနဲ့ရှင်းပြတာလေလောကမှာအပေးယူရှိမှသာလဲဆွန့်လွတ်တယ်လို့ပြောလို့ရတာကိုနော်အပေးယူစာချုပ်လည်းမရှိဘူးတုံးနဲ့တူဟာသူ့သဘောနဲ့သူလာတာပြန်တော့လေသူ့သဘောနဲ့သူပြန်ခွင့်ရှိတယ်လေနော်ကိုယ်သဘောနဲ့ကိုလာတာကိုယ်သဘောနဲ့ကိုသာသနာပေါင်းဝင်လာတယ်ကိုယ်သဘောနဲ့ကိုပြန်ထွက်တယ်ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့သူကအချင်းချင်းအပြန်လှန်သဘောတူညီချက်ကိုရှိထားတဲ့ပုံစံမျိုးနဲ့ပြောလို့မြတ်စွာဘုရားရှင်းပြောအဲ့တော့ငါကတကူပြမယ်လာခဲ့ငါတပည့်ခံလို့ငါပြောဘူးလားတဲ့သင်္ဃာရောအရှင်ဘုရားစီအရှင်ဘုရားတကူပြမယ်ဆိုရင်တပည့်တော်သာသနာပေါင်းဝင်မယ်လို့ရောပြောဘူးလားမပြောဘူးဒါဖြင့်ဘယ်သူမှဘယ်သူဝန်ခံထားတာမရှိဘဲနဲ့စွန့်တယ်ခွာတယ်ဒီနေ့ကနေစပြီးဆရာအရာမထားဘူးဆိုတာငါကရောဆရာလို့ငါ့ကိုငါပြောခဲ့သလားမင်းကရောငါတပည့်လို့ပြောခဲ့ဘူးသလားလို့ဒီလိုမြတ်စွာဘုရားကမေးတဲ့အခါကျတော့သူမဖြေနိုင်တော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကတကူပြသည်ဖြစ်စေမပြသည်ဖြစ်စေငါဟောတဲ့တရားတွေဟာဟောတဲ့အတိုင်းဖြစ်မဖြစ်ဘယ်လိုသဘောရလဲဆိုအရှင်ဘုရားဟောတာတွေကဟောတဲ့အတိုင်းဖြစ်ပါတယ်ဟုတ်တယ်လေသူကိုယ်တိုင်ပဲဒိဗ္ဗစက္ခုပရိကံတိုင်းကျင့်ကြံကြိုးကိုအထုတ်လို့
အမတန်ချောအမတန်ချရတဲ့နတ်သားနတ်သမီးတွေကိုမြင်ရတယ်ဆိုတဲ့ဟာဒါအောင်မြင်မှုပဲလေတကယ်ကျင့်လို့တကယ်ရတယ်ဆိုတာသူကိုယ်တိုင်လည်းသိထားဒါကြောင့်မို့မြတ်စွာဘုရားကဒါနေယနိကဆိုတာအဲ့ဒါကိုပြောတာနေယနိကတကယ်လုပ်ရင်တကယ်ဖြစ်တာနေယနိကလို့ခေါ်တယ်မြတ်စွာဘုရားတရားတော်တွေကစိတ်ကူးရင်ပြောတဲ့အရာမဟုတ်ဘူးအတွေးခေါ်တစ်ခုတက်တက်မြတာမဟုတ်ဘူးဒါကြောင့်မို့လို့ဖီလိုဆိုဖီနဲ့နှိုင်းယှဉ်ပြီးတော့ပြောကြတယ်ဖီလိုဆိုဖီဆိုတာအတွေးဖို့ရာတက်တက်ပြောတာလက်တွေ့မပါမြတ်စွာဘုရားတရားတော်တွေကဖီလိုဆိုဖီမဟုတ်ဘူးနော်တွေးခေါ်ဆင်ញင်သုံးသပ်ရတဲ့ပညာမျိုးကြီးမဟုတ်ဘူးလက်တွေ့အကောင်ထဲပေါ်လို့ရတဲ့ပညာမျိုးသီလဆိုရင်လည်းလက်တွေ့ကျင့်သုံးရမယ်တမာတိဆိုလည်းလက်တွေ့ကျင့်သုံးရမယ်ပညာဆိုတာလည်းလက်တွေ့ကျင့်သုံးရသိက္ခာ၃ရပ်အကျင့်မြတ်ဆိုတာလက်တွေ့ကျင့်သုံးလို့ရတယ်ရလို့အောင်မြင်လာလို့ရှိရင်လည်းပဲအကျိုးကျေးဇူးဆိုတာတိုက်ရရနိုင်တယ်ပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မြတ်စွာဘုရားကတကောဗျာတိဟာပြသည်ဖြစ်စေမပြသည်ဖြစ်စေငါပြောတဲ့အတိုင်းလုပ်ရင်မဖြစ်ဘူးလားဖြစ်သလားမဖြစ်ဘူးလားလို့မေးတော့သူကဖြစ်ပါတယ်လို့ဝန်ခံတယ်အဲ့ဒါကြောင့်အဲ့ဒီကလေးကမင်းမှားနေပြီပေါ့ဖြစ်ဖို့ရာကအရေးကြီးတာတကောပြဖို့အရေးကြီးတာလားလို့အဲ့ဒီကြတော့အတွန့်တက်လာပြန်တယ်သူကဘာပြောတော့ဆိုအရှင်ဘုရားကတဲ့အစကိုမှမဟောတာပေါ့ဘာကစတယ်တန်တရားရဲ့အစဘဝတစ်ခုရဲ့အစကိုအရှင်ဘုရားမပြောဘူးတဲ့အဲ့ဒါကြောင့်မကျေနပ်ဘူးပေါ့အဲ့ဒီမှာလေမြတ်စွာဘုရားမေးခွန်းထုတ်တယ်နေပါအောင်နဲ့မင်းကရောငါ့ကိုတောင်းဆိုခဲ့သလားအရှင်ဘုရားရဲ့တပည့်ခံမယ်အစကိုဟောပါကဘာဥအစကိုအခင်ညလို့ဆိုတာကဘာဥနော်လူသားတွေရဲ့အစဘဝရဲ့အစတန်တရားရဲ့အစဒီလိုဟောမယ်ဟောပါဟောလို့ရှိရင်တပည့်တော်တပည့်ခံမှာမယ်လို့ဒီလိုအပေးယူလုပ်ခဲ့သလားငါကရောမင်းကိုလာခဲ့သူနက္ခတ္တငါစီလာတပည့်ခံငါအစဟောမယ်လို့ငါပဋိညာဉ်ပေးထားတာရှိသလားလို့ဆိုမရှိပါဘူးပြအေးမရှိလို့ရှိရင်ဘာကြောင့်ငါ့ကိုဒီစကားနဲ့ပြောရတာလဲပေါ့အေးအစကိုဟောသည်ဖြစ်စေမဟောသည်ဖြစ်စေငါပြောတဲ့တရားအတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်အကျိုးသက်ရောက်မှုရှိမရှိဆိုတော့အကျိုးသက်ရောက်မှုကတော့ရှိပါတယ်ရှိဖို့ရတာလိုရင်းဖြစ်တယ်လို့မြတ်စွာဘုရားစိတ်ရှိလက်ရှိရှင်းပြတယ်ရှင်းပြတာကိုသူလက်မခံတော့မြတ်စွာဘုရားသူ့ကိုဘာပြောတော့ဆိုသူနက္ခတ္တာတဲ့မင်းစဉ်းစားတဲ့ဟောဘုရားကိုစွန့်မယ်တရားကိုစွန့်မယ်တန်ခါကိုစွန့်မယ်ဘုရားကိုစွန့်ခွာပြီးတော့သူကဒီနေ့ကစပြီးသူဆရာမဟုတ်တော့ဘူးဆိုတာကိုညင်းပယ်မှာစွန့်ခွဲမှာအဲ့တော့မြတ်စွာဘုရားစဉ်းစားတဲ့တစ်ချိန်လုံးကဝိစီနိုင်ငံတော်ကြီးမှာလှည့်လည်ပြီးတော့ဘုရားရဲ့ဂုဏ်ကျေးဇူးတွေတရားရဲ့ဂုဏ်ကျေးဇူးတွေတန်ခါးရဲ့ဂုဏ်ကျေးဇူးတွေကိုမင်းပြောခဲ့တယ်တဲ့အဲ့ဒီလိုတစ်ချိန်လုံးကတော့ကောင်းရကောင်းကြောင်းတွေလူကြားထဲမှာအကြိမ်ကြိမ်ပြောပြီးတော့မှအခုချိန်မှာဘုရားတရားတန်ခါးရဲ့နာသုံးပါးကိုစွန့်ခွာသွားမယ်ဆိုရင်မင်းကိုဘယ်လိုထင်ကြမလဲတဲ့သူနဲ့ခတ္တဟာတရားဓမ္မကိုပေါက်ရောက်အောင်မကျင့်နိုင်လို့ကျင့်နိုင်တဲ့စွမ်းရည်တတ္တိတွေမရှိလို့သူဒီလိုဖြစ်လာတာလူညံ့တယောက်ပဲလို့မင်းပြောခံရလိမ့်မယ်တဲ့အကယ်၍သာသနာပေါ်ကထွက်သွားလို့ရှိရင်လူညံ့တယောက်လို့ပြောခံရလိမ့်မယ်စဉ်းစားပြီးတော့လုံးလို့မြတ်စွာဘုရားကဆုံးမလည်းမရဘူးသာသနာပေါ်ကသူကထွက်ခွာမယ်ပဲနော်ဘုရားကိုစွန့်မယ်အဲ့ဒီမှာဇလန်းလေးတစ်ပုဒ်ဇလန်းတွေနဲ့ပတ်သက်ပြီးတော့သူနက္ခတ္တနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမကျေနပ်မှုတွေနဲ့ပတ်သက်တဲ့ဇလန်း၃ပုဒ်ပါဠိကသုတ်တံမှာဟောပြောထားတာရှိတယ်မှတ်တမ်းတင်ထားတာရှိတယ်သူကပထမကကောရခတ္တိယဆိုတဲ့ခွေးအကျင့်ကျင့်တဲ့အစေလကတယောက်ရှိတယ်အဝတ်မို့ဘူးသူ့ရဲ့အကျင့်ကခွေးကျင့်ကျင့်တယ်ပေါ့နော်ခွေးကျင့်ကျင့်တယ်အဲ့ဒီခွေးကျင့်ကျင့်တဲ့ကောရခတ္တိယဆိုတာနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတစ်ခုကိုမြတ်စွာဘုရားပြန်ဟောပြသူနက္ခတ္တဘုရားပေါ်မှာမကျေနပ်တာတွေတော်တော်များများဖြစ်လာခဲ့ဘူးလို့အဲ့ဒီကောရခတ္တိယဆိုတာခွေးအကျင့်ဆိုတာခွေးလူလေးဘက်ထောက်သွားတယ်
အစာစားတဲ့အခါမှာလည်းပဲပါးစပ်နဲ့စားတယ်လက်နဲ့ယူမစားဘူးအကုန်လုံးပဲခွေးဆိုတာလူတိုင်းမြင်ဘူးနေကြတာပဲခွေးအိတ်သလိုအိတ်တယ်ခွေးသွားသလိုသွားတယ်ခွေးစားသလိုသွားတယ်ခွေးစားသလိုစားတယ်နောက်ဆုံးမှာခွေးကျင်ငယ်စွန့်သလိုစွန့်တယ်ပေါ့ပေါင်တစ်ဖက်မြောက်ပြီးတော့အကုန်လုံးခွေးစတိုင်အပြည့်ယူထားတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီလိုကုက္ကုရဝတိကခွေးကျင့်တယ်ဆိုတော့ခွေးကဲ့သို့နေထိုင်ပါမည်အဲ့ဒီလိုနေထိုင်ခြင်းအပြင်တန်လျာဥကလွတ်တယ်လို့ယူဆအတော်ကြောက်စရာကောင်းတယ်နော်အရင်မှားပြီဆိုလို့ရှိရင်တန်လျာဥကလွတ်ဖို့ကျင့်တယ်ခွေးလို့ကျင့်လို့ရှိရင်ခွေးဖြစ်စေတတ်တဲ့ဘဝခွေးဖြစ်နိုင်တဲ့အကုသိုလ်တွေကလွတ်မြောက်ပြီးတော့တန်လျာဥကလွတ်တယ်လို့ယူဆကြတယ်သူတို့ယူဆအဲ့ဒါလို့ယူဆပြီးတော့ခွေးစတိုင်အပြည့်နဲ့ခွေးပုံစံကြကျက်နိုင်ရမယ်သူကအလုံးခွေးနဲ့တူရဥရာတွေရောဘာတွေရောနေမှာပေါ့နော်အကုန်လုံးခွေးလိုနေရအဲ့ဒါလို့ခွေးကျင့်တယ်ဆိုတော့ကုက္ကုရဝတိကဘုရားလက်ထက်ကရှိတယ်သူကအဲ့ဒီကောရိကတ္တရာကြီးကခွေးကျင့်တယ်ဒီနေ့ကျတော့မြတ်စွာဘုရားရဲ့နောက်ကနေပြီးသပိတ်သင်္ကန်းကိုပိုက်ပြီးတော့ဘုရားရဲ့အလုတ်ကျွေးအနေနဲ့သူနက္ခတ္တဆွမ်းငံဝင်ကြတာမြတ်စွာဘုရားနောက်ကလိုက်တဲ့အခါကျတော့လမ်းမှာအဲ့ဒီကောရခတ္တိယဆိုတဲ့ခွေးကျင့်တဲ့တက္ကရွန်နဲ့တွေ့တဲ့အခါကျတော့သူကဟိုကခွေးလိုသွားနေတာလေးဘက်ထောက်ပြီးတော့ခွေးလိုသွားတယ်သူ့ကိုကြည်ညိုတဲ့လူတွေကမြေကြီးပေါ်အစာပုံပေးတာကိုပါးစပ်နဲ့ထိုးဟပ်ပြီးစားနေတာနော်အဲ့ဒါကိုမြင်တဲ့အခါကျတော့သူကအံ့ဩလိုက်တာရေမတ်တီးပြီးဩရဟနာဆိုတာဒါမျိုးနေမှာဒီလိုပုဂ္ဂိုလ်မှရဟနာကြီးအဝလည်းမဟုတ်ဘူးလူစင်စစ်ကခွေးလို့နေတာကိုရဟနာလို့ထင်တာနော်အံ့ဩစရာအလွန်ကောင်းတယ်အခုကိလောက်အဲ့လောက်ဆိုးမဲ့လူမရှိဘူးထင်တာပဲကြားနော်သူကတော့ဟောဒါတကယ်ရဟနာဒီပုဂ္ဂိုလ်ပဲဖြစ်မှာပဲကြည်စမ်းမှာခွေးစတိုင်အပြည့်ယူပြီးတော့ကျင့်နေတာဒါရဟနာဖြစ်မှာပဲလို့တွေးတာမြတ်စွာဘုရားနောက်ကလိုက်ပြီးတွေးတော့မြတ်စွာဘုရားကလှည့်ပြီးတော့သူ့ကိုပြောလိုက်တယ်သူ့စိတ်အကြံကိုသိတော့ဘာပြောလိုက်တော့ဆိုရင်မြတ်စွာဘုရားသူ့ကိုမောခပုရိသအလကားလူပဲသူနဲ့ခတ္တမင်းအလကားလူပဲဟောအလကားလူပဲလို့ပြောလိုက်တဲ့အခါကျတော့အရှင်ဘုရားဘာဖြစ်လို့တပည့်တော်ကိုပြောတာတုံးဆိုတော့မင်းအလကားလူပဲမင်းတို့လူကတောင်မှပဲသမဏတကြဗုဒ္ဓိယတကြဗုဒ္ဓရဲ့တပည့်ခန်းနေရသေးတယ်မင်းတို့စိတ်ဓာတ်ရှိတဲ့လူကသမဏတကြဗုဒ္ဓိယလို့ဝန်ခံနေရသေးတယ်လို့မြတ်စွာဘုရားပြောလိုက်တဲ့အခါမှာသူကစိတ်ထဲမှာအောင့်သွားတယ်ရှင်ဘုရားဘာဖြစ်လို့တပည့်တော်လို့ပြောတာမင်းခုနကကောရခတ္တိယကိုကြည်ပြီးတဲ့အခါဒါမှလောကမှာယဟနာဆိုတာဒါမျိုးပဲနေမှာပဲလို့မင်းတွေးတယ်မဟုတ်လားလို့ဆိုနော်သူစိတ်အကြံကိုမြတ်စွာဘုရားအဲ့လိုတွေးတာမဟုတ်လားလို့ဆိုဟုတ်ပါတယ်တဲ့အရှင်ဘုရားကတဲ့အရတ္တဖို့ကိုဝန်တိုးနေတာလားသူရတဲ့အရတ္တဖို့အရှင်ဘုရားရဲ့အရတ္တဖို့ကိုဝန်တိုးပြီးတော့သူလိုပုဂ္ဂိုလ်မျိုးမရစေချင်တာလားပေါ့မြတ်စွာဘုရားကိုပြန်ပက်တယ်သူဟာနော်အရတ္တတမစ္စရာယတိအရတ္တဖို့နဲ့ပတ်သက်ပြီးတော့အရှင်ဘုရားကဝန်တိုးတာလားအရှင်ဘုရားသာယဟန္တာဖြစ်ပြီးသူများယဟန္တာဖြစ်တာကိုမကြိုက်တာလားပေါ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဘာပြောတော့ဆိုငါကဝန်တိုးလို့ပြောတာမဟုတ်ဘူးမင်းမှားရွက်တဲ့အမြင်တစ်ခုဖြစ်နေတာမင်းအဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုလို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်နော်အဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုမင်းဒုက္ခရောက်လိမ့်မယ်တဲ့အဲ့ဒီကောရိခတ္တိယကြီးဟာကြည့်မင်းမကြဘူးတဲ့9ရက်မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိမ့်မယ်တဲ့မြတ်စွာဘုရားနော်ခွေးလိုအစာစားနေတဲ့ကောင်ကြီးက9ရက်မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေမယ်တဲ့သူသေတဲ့အခါကျတော့ကာလကင်စိကဆိုတဲ့ပြိတ္တာအနှိမ်ဆုံးအောက်တန်းအချဆုံးပြိတ္တာဘဝအတုရကေဘဝကိုသူရောက်လိမ့်မယ်တဲ့သူ့အလောင်းကိုလည်းဗီရဏထာမဆိုတဲ့သုတ်တံမှာပြစ်လိုက်မယ်နော်အဲ့ဒီမှာချလိုက်မယ်တဲ့အကယ်၍မင်းမကျေနပ်ဘူးဆိုရင်သူ့ကိုသွားမေးရင်သူဖြေလိုက်မယ်သူဘယ်ဘဝရောက်နေတယ်ဆိုတော့မင်း
သွားမေးလို့ရတယ်သွားမေးရင်ဖြေလိုက်မယ်မြတ်စွာဘုရားအတိအကျပြောတာအတိအကျပြောလိုက်တဲ့အခါကျသူကမကျေနပ်ဘူးမကျေနပ်တဲ့အခါကျတော့ဘာလုပ်တော့ဆိုရင်အဲ့ဒီကောရိခတ္တယစီသွားပြီးယဟန်ဂေါရမကမင်းကိုဒီလိုပြောတယ်9 ရက်ပြည့်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိုက်မယ်တဲ့ပြောတယ်နော်သေပြီးလို့ရှိရင်ဗိရဏဓမ္မသုတ်တံမှာပြစ်လိုက်မယ်နော်ကာလကိဉ္စိကဆိုတဲ့အတုရာဖြစ်လိုက်မယ်ဗိရဏဓမ္မသုတ်တံကိုပြစ်လိုက်မယ်ပြစ်ပြီးတဲ့အခါကျတော့မင်းကိုလာပြီးတော့ဂတိမေးရင်ပြောလိုက်မယ်ဆိုတဲ့အကြောင်းကိုငါ့ကိုအတိအကျပြောထားတယ်ဒီနေ့ကနေစပြီးမင်းစင်ချင်းစားသိမစားနဲ့ဟုတ်ကဲ့အစာရည်စာလျှော့9 ရက်မြောက်ရင်သေမလို့ရဟန်းဂေါတမပြောနေတယ်မင်းကိုအစာမကြေယောဂနဲ့ဆိုအဲ့တော့ဒီနေ့ကနေစပြီးတော့ဟုတ်လားအစာချမ်းနေမစားနဲ့အစာမကြေအောင်မစားနဲ့ပေါ့စာကြေအောင်ဂရုစိုက်ဆိုဟိုကောင်ကြီးကလန့်ဖြန့်သွားခွေးလို့သာကျင့်တာသူလည်းကြောက်သေးတယ်လေ9 ရက်မြောက်သေရမယ်ဆိုတဲ့ဟောစရန်ထွက်တော့သူကြောက်တာပေါ့အစာမကြေယောဂဖြစ်ပြီးသေမှလို့ကြောက်တဲ့အခါကျတော့အဲ့ဒီနေ့ကတည်းကသူမစားတော့သွားတွက်သူကရက်တွက်နေတယ်9 ရက်မြောက်ရင်သေပဲဆိုတော့တွက်တာ1 ရက် 2 ရက် 3 ရက် 4 ရက် 5 ရက်တွက်အဲ့ဒါဟိုကောင်ကြီးကလည်းအစာမစားရဲဘူး9 ရက်တိဗိုက်စာနေ9 ရက်မြောက်တဲ့နေ့ကျတော့တိကြည်ညိုတဲ့သူတကာကနေဝက်သားတွေချက်လာအရှင်ဘုရားဘယ်ကြွနေတာတော့မတွေ့တာကြားပြီသူကဖို့ကနောက်ကြားသွားအိတ်နေပုံရတယ်နော်ပြပုံနဲ့သွားအိတ်နေတယ်ဟိုကရှာလို့မရခွေးနေတယ်သူအစာမကြေယောဂနဲ့သေမှဆိုတော့ကြောက်ပြီးတော့အဲ့ဒီမှာတိတ်နေအဲ့တော့သူချင်ညိုတဲ့လူကဝက်သားတွေနဲ့အစာတွေကောင်းဝိဆိုတာတွေချက်လာပြီးတော့သူ့ကိုလာကျွေးတဲ့အခါကျတော့ကဲသူကသေလည်းမထူပါဘူးငတ်နေတာကြာပြီစာတော့ဆိုပြီးကျွေးတာတွေအကုန်စားပလိုက်တယ်အဲ့ဒီကြောင့်ဖြစ်ရပုံကတော့နော်အကျွေးတာတွေအကုန်စားပြစ်လိုက်တဲ့အခါကျတော့အဲ့နေမှာအစာမကြေတဲ့ယောဂနဲ့ကြွရောက်သူဘုရားဟောတာမှန်သွားပြီလေအစာမကြေတဲ့ယောဂနဲ့သေသွားတယ်သေသွားပြီတဲ့ကောရခတ္တိယကြီးသေသွားပြီတဲ့ဆိုဒါဖြင့်သူကပြောထားတယ်တခုတော့လွဲအောင်လုပ်ရမယ်ပေါ့သေတာတော့ဟုတ်ပြီတခုတော့မှန်သွားပြီကာလကိစိကအတုရဘုံမှာဖြစ်မယ်ဆိုတာတော့ငါတို့မသိနိုင်ဘူးဗိရဏဓမ္မသုတ်တံကိုပြစ်မယ်ဆိုတာတော့အဲ့ဒီမရောက်အောင်တခြားသုတ်တံရွှေ့ပြရကြိုးစားတာကျိုးတွေနဲ့ဆွဲမပြီးသွားတာဘယ်လိုသွားလို့မှမရဘူးသူ့အလောင်းကောင်ကြီးကဗိရဏဓမ္မသုတ်တံရောက်တဲ့အခါဆွဲလို့မရတော့ဘူးကျိုးတွေပါပြက်ပြီးတော့အချိန်ကုန်သွားတဲ့အခါကျအဲ့ဒီသုတ်တံမှာပဲပြစ်ထားကြရတော့နော်ဘုရားဟောတာအစာမကြေတဲ့ယောဂနဲ့သေမယ်ဆိုတာ9 ရက်မြောက်သေမယ်အစာမကြေတဲ့ယောဂနဲ့သေမယ်ဆိုတာအကုန်မှန်းနေဗိရဏဓမ္မသုတ်တံမှာပြစ်လိုက်မယ်ဆိုတာလည်းမှန်းနေတယ်ကောရခတ္တိယဒီလိုမှန်းနေတာတွေကိုသူနဲ့ခတ်ကြီးကမယုံကြည်သေးဘူးသွားပြီးတော့မေးဦးမယ်ဆိုကောရခတ္တိယအလောင်းကြီးကိုသွားပြီးတော့ခေါင်းလေးပုတ်ကြောလေးပုတ်ပြီးတဲ့အခါအလောင်းကြီးကိုတကယ်ချင်းမင်းဘယ်ရောက်နေတာတော့သွားမေးတာဟိုကထပြီးတော့ပြောတယ်တဲ့သူကာလကင်စိကအတုရဘုံရောက်နေတယ်ဆိုတော့ပြောပြီးတဲ့အခါကျတော့ပြန်ပြီးတော့လဲကျသွားတယ်တဲ့နော်အဲ့လိုလဲကျသွားတဲ့အခါကျတော့သူနဲ့ခကြီးကမြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကဘယ်လိုလဲကောရခတ္တိယနဲ့ငါပြောတာတွေကမှန်သလားမှားသလားဆိုအလုံးမှန်ပါတယ်လို့ဝန်ခံမင်းစဉ်းစားကြည့်တဲ့ဒါဟာငါမင်းကိုတကူပြတာပဲမင်းကငါပြောခဲ့တယ်မဟုတ်လားတကူမပြဘူးလို့ဒါငါရဲ့တကူပြတာပဲမဟုတ်လားလို့ဆိုအဲ့ဒါလို့ပြောလဲနားမထောင်ဘူးတဲ့ထွက်ဖို့ပဲတကယ်လုံနေပြန်တယ်သူနဲ့ခတ္တယဟန်အဲ့ဒီကနေပြီးတော့နောက်တစ်ခါဘယ်သူနဲ့သွားတွေ့တော့ဆိုဇလန်တစ်ခုကတော့အစေလကလာရမတ္တကဆိုတဲ့တက်ဂရွန်တယောက်အကြောင်းနဲ့ပတ်သက်လာပြန်အဲ့ဒီအစေလဆိုတာအဝတ်မိုးတဲ့ကလာရမတ္တကလို့ခေါ်တဲ့တက်ဂရွန်တယောက်သူကဝေသာလီပြည်မှာဘုံတကိုးတွေအမတန်ကြီးတယ်နာမည်ကြီးတယ်နာမည်ကျော်တယ်ကြီးညိုတဲ့လူတွေအမတန်ပေါ်တယ်နော်ဘုံတကိုးကြီးတယ်ဘာကြောင့်ဘုံတကိုးကြီးနေတာတုံးလို့ဆိုတော့သူက
အကျင့်9မျိုးကိုသူစောင့်တည်ထားတယ်သူစောင့်တည်တဲ့အကျင့်က9မျိုးရှိတယ်ပေါ့သူလိုက်နာကျင့်သုံးပြီးတော့အဋိဋ္ဌံပြီးတော့စောင့်တည်ထားတာသူ့ရဲ့ကိုကျင့်သီလ9မျိုးပေါ့ဘာလို့ဆိုတော့အသက်ထက်ဆုံးတုံးလုံးနေမယ်အဝတ်မို့ဘူးဒါသူ့ရဲ့စောင့်တည်ချက်တစ်ခုပဲအသက်ထက်ဆုံးဝလိစလစ်ပဲနေမယ်ဘယ်တော့မှအဝတ်မို့ဘူးဒါတစ်ခုအသက်ထက်ဆုံးမြတ်သောအကျင့်ကိုကျင့်မယ်ဘယ်တော့အခါမှ sexual intercourse မလုပ်ဘူးဟောဒါတစ်ခုဒါတော့ကောင်းတာပဲသူကနော်ကောင်းတဲ့အကျင့်ပဲအသက်ထက်ဆုံးဗြဟ္မစာရီဘဝနဲ့နေမယ်တဲ့ဟောနောက်တစ်ခုကျတော့ဘာပြောတော့ဆိုတသက်လုံးအရက်နဲ့အမဲသားစားမယ်အရက်တောက်ပြီးအမဲစားမယ်အသားနဲ့အရက်ပဲထမင်းငေါရေမတောက်ဘူးတဲ့ထမင်းမစားဘူးတဲ့သူ့အချင်းကနော်တသက်လုံးအရက်ပဲတောက်ပြီးတော့အသားနဲ့စားနေမယ်ဘယ်တော့မှထမင်းဟင်းမစားဘူးဒါသူ့ရဲ့အချင်းတစ်ခုပဲနော်လူတွေစားသလိုထမင်းဟင်းမစားဘူးတဲ့အရက်နဲ့ပဲနေမယ်ပေါ့ဒါတစ်ခုနောက်တစ်ခုကတော့ဝေသာလီပြည်ရဲ့ပတ်ဝန်းကျင်မှာနတ်ကွန်းတွေရှိတယ်မြို့မှာနတ်ကွန်းတွေအများကြီးရှိတော့ကနတ်ကိုးွယ်တဲ့နေရာတွေနတ်ကွန်းတွေကိုအဲ့ဒီခေတ်ကစေတိယလို့ခေါ်တယ်အရှိဘက်မှာဥဒေနာဆိုတဲ့စေတိယရှိတယ်တောင်ဘက်ကျတော့ဂေါရမကဆိုတဲ့စေတိယရှိတယ်အနောက်ဘက်ကျတော့တတ္တံဘဆိုတဲ့စေတိယရှိတယ်မြောက်ဘက်ကျတော့ဘဟုပုဒ္ဒဆိုတဲ့စေတိယရှိတယ်နတ်ကွန်းတွေပေါ့အဲ့တော့သူကကျင့်ဝတ်9မျိုးကိုစောင့်တည်တဲ့အခါမှာနောက်ကျင့်ဝတ်4မျိုးကဘာတော့ဆိုအရှိဘက်မှာတဲ့ဥဒေနနတ်ကွန်းတဲ့ဟိုဘက်ကိုဘယ်တော့မှမသွားဘူးဒီအတွင်းမှာပဲနေမယ်သူကသူနယ်ကန့်တတ်တာနော်ဟိုဘက်ကိုဘယ်တော့မှခရီးမထွက်ဘူးတဲ့တောင်ဘက်ကျတော့ဂေါရမကနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြော်ဘူးတဲ့ဒီအနောက်ဘက်ကျတော့တတ္တံဘနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြော်ဘူးမြောက်ဘက်ကျတော့ဘဟုပုဒ္ဒနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြော်ဘူးဝေသာလီပြည်မှာပဲအမြဲနေမယ်ဆိုတဲ့ကျင့်ဝတ်9ပါးစောင့်တည်သည့်အတွက်ကြောင့်ဘုံတကိုကြည်ပြီးတော့အဲ့ဒီမှာနာမည်ကျော်တယ်တဲ့သူကအဲ့ဒီမှာမြတ်စွာဘုရားအေးမကြဘူးတဲ့နောက်9ရက်ပြည့်လို့ရှိရင်တဲ့ဒီအစေလာကလာရမတ္တကကြီးဟာကျင့်ဝတ်တွေလည်းအကုန်လုံးဖောက်ဖျက်ပြီးတော့ဝေသာလီပြည်ကနတ်ကွန်းတွေရဲ့ဟိုဘက်ရောက်ပြီးသူလည်းသိလိမ့်မယ်လို့ပြောတာအဲ့ဒီမှာသူရခတ္တမယုံဘူးမယုံလို့ကဲခတ်ကြည့်တယ်မကြပါဘူးသူကအရက်မူးမူးနဲ့နော်ဗြဟ္မစာရိယသိက္ခာပုဒ်ကိုလည်းဖောက်ပြန်လိုက်တယ်ဖောက်ဖျက်လိုက်တယ်နော်စာတော့ထမင်းနဲ့စားလိုက်တယ်အရှိဘက်တောင်ဘက်မြောက်ဘက်ဝေသာလီပြည်ရဲ့မြို့သူကန့်တတ်ထားတဲ့နယ်နိမိတ်တွေကိုလည်းကြော်ဖြတ်လိုက်တယ်ကြော်ဖြတ်ပြီးတော့အသက်သေးဆုံးသွားတယ်ပေါ့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအကုန်လုံးအတိအကျအကုန်ဖြစ်တယ်ဂုံတိကျဖြစ်တော့သူလက်ခလာတဲ့အခါမြတ်စွာဘုရားမေးတယ်ငါပြောထားတဲ့အစိလကလာရမတ္တကနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေရောမှန်သလားမှားသလားလို့ဆိုအရှင်ဘုရားဟောတဲ့အတိုင်းပဲအကုန်လုံးမှန်ပါတယ်ပေါ့အေးအဲ့ဒါဟာမင်းကငါတကိုးပြာတွေဟာပြတာပဲဆိုတာကိုမြတ်စွာဘုရားကနားချပြီးတော့ပြောတော့လေလက်မခံဘူးလက်မခံတော့နောက်ထပ်ဇလန်းတစ်ခုတစ်ခါဖြစ်ပြန်ပါဋိကပုဒ္ဒလို့ခေါ်တဲ့ပြပိုက်ကြီးပါဋိကပုဒ္ဒဆိုတဲ့အစိလကတက္ကရောကြီးကဝေသာလီမြို့ထဲမှာဘာတွေပြောတော့ဆိုရင်ငါလည်းပဲပညာတတ်တူပဲယဟန်ဂေါတမလည်းပညာတတ်တူပဲဟောအသိဉာဏ်နဲ့ပတ်သက်ပြီးတော့သူလည်းပညာရှိငါလည်းပညာရှိအဲ့တော့သူကနေပြီးတော့ခရီးတဝက်လာခဲ့ငါကလည်းသူ့စီကိုခရီးတဝက်နဲ့သွားမယ်နော်လမ်းခရီးတဝက်စီသူကလည်းငါစီကိုတဝက်လာငါကလည်းသူ့စီကိုတဝက်သွားမယ်လမ်းမှာဆုံကြမယ်ဆုံပြီးတဲ့အခါမှာသူကတကိုးပြလေးဟာတစ်ခုပြရင်ငါနှစ်ခုပြသူနှစ်ခုပြရင်ငါလေးခုပြနှစ်နဲ့ကြီးပဲမြောက်ပြီးတော့သူလေးခုပြရင်ငါရှစ်ခုပြမယ်ဆိုပြီးတော့ပရိသတ်ထဲမှာကြွားကြွားဝါဝါတွေပြောထားတာရှိတယ်အဲ့ဒီလိုကြွားကြွားဝါဝါတွေပြောထားတဲ့အခါကျတော့သူနခတ္တကြီးကဟာဒါမှတကယ်ဘုံတကူကြီးတဲ့တကယ်ယဟန္တာပုဂ္ဂိုလ်ကြီးပေါ့ယဟန်ဂေါရမနဲ့ဒီတခါတပွဲတလီတော့တွေ့ကြတော့မှာပေါ့ဆိုပြီးတော့
အားလုံးဝေသာလီကလူတွေကလည်းစိတ်ဝင်စားကြတယ်အေးတကယ်တကူရှင်ကြီးနှစ်ဦးကဆုံရလိမ့်မယ်ဆုံတဲ့အခါတို့ပွဲကြီးပရိသတ်အနေနဲ့ကြည်ကြမယ်ဆိုပြီးတော့တစ်မျိုးလုံးကအုံကြက်ကြက်နဲ့ဖြစ်လာတဲ့အခါကျတော့အဲ့ဒီနေ့လည်းရောက်ရောမြတ်စွာဘုရားကဆွမ်းခံကြွမြို့ထဲမှာဆွမ်းခံကြွပြီးတဲ့ဆွမ်းမှာဖုံးမေးပြီးတဲ့အခါမြတ်စွာဘုရားကဘယ်ဟိုသွားတော့ဆိုအဲ့ဒီပါဋိကဗုဒ္ဓနေတဲ့ကျောင်းကိုမြတ်စွာဘုရားကြွသွားပြီးအဲ့ဒီမှာသူကရောက်နေသူကတော့မြတ်စွာဘုရားသတင်းသုံးတဲ့စီမှာမရှိဘူးအပြင်ဘက်ကိုရောက်နေတယ်အဲ့ဒီအချိန်မှာခုနကမြတ်စွာဘုရားရောက်နေတဲ့သူ့ရဲ့ကျောင်းထဲမှာပရိသတ်ကြီးကဝေသာလီမြို့ကတော့လူတွေဟာအုံကြက်ကြက်နဲ့ထွက်လာပြီးတော့တကူပြတာတွေကြည့်ဖို့ဆိုပြီးတော့ရောက်လာကြတယ်ရောက်လာတဲ့အခါမြတ်စွာဘုရားကရှိတယ်သူကမရှိဘူးသူကအရှိဘက်ကိုထွက်သွားတယ်ဒါနဲ့သူ့ကိုလိုက်ခေါ်ကြအရင်တော့ပြောခဲ့တယ်မဟုတ်လားရဟန်းဂေါတမလာလို့ရှိရင်သူလာတဲ့ဘက်ကိုသူကခရီးတစ်ဝက်သူလာမယ်နှစ်ဦးဆုံကြမယ်တကူပြကြမယ်နဲ့ဆိုပြီးတော့ကြွားဝါပြောခဲ့တာအခုရဟန်းဂေါတမအရှင်ဘုရားရဲ့ကျောင်းထဲမှာရောက်နေပြီအရှင်ဘုရားလာတကူပြဖို့ဆိုပြီးတော့ခေါ်တာလာမယ်နဲ့ဘယ်တော့မှကိုမလာနိုင်တော့ဘူးသူမြတ်စွာဘုရားကသူနဲ့ခတ္တကိုပြောတာအေးပါဋိကဗုဒ္ဓကြီးကဒီအပြောနဲ့ဒီစိတ်ဓာတ်ကိုမစွန့်သမျှမလွတ်သမျှငါစီဘယ်တော့မှမရောက်နိုင်ဘူးတဲ့အကယ်၍စွတ်ပေပြီးတော့တယောက်ကနေအတင်းပွေ့ချပြီးထမ်းလာလို့ရှိရင်သူခေါင်းတော်ပြတ်ကျသွားလိမ့်မယ်ဒီအပြောနဲ့ဒီအတွေးကိုဒီအမြင်ကိုမစွန့်ဘူးဆိုရင်ငါ့ကိုဘယ်တော့မှရင်ဆိုင်တွေ့မှာမဟုတ်ဘူးတဲ့ရင်ဆိုင်တွေ့ရင်သူဒုက္ခရောက်လိမ့်မယ်မြတ်စွာဘုရားအဲ့လိုပြောတော့သူ့နှခါကမယုံကြည်ဘူးအရှင်ဘုရားဘာလို့ဒီလိုတိတိကျကျပြောရတာတော့ရှင်ဘုရားပြောတဲ့စကားမှတ်ထားတော့တဲ့သူ့ကိုတပည့်တော်တို့ကခေါ်လာခဲ့မယ်တဲ့ရုပ်ပြက်ဆင်းပြက်အရှင်ဘုရားရှေ့ရောက်လို့ရှင်အရှင်ဘုရားအရှုံးမယ်တဲ့အဲ့ဒါလောက်ထိအောင်ကိုသူကလည်းမကြေမနက်နော်သူနဲ့ပါဋိကဗုဒ္ဓကြီးကိုမရောက်အောင်ဘုရားရှေ့ခေါ်လာမယ်မြတ်စွာဘုရားကလည်းမင်းတို့ခေါ်ချင်တိုင်းခေါ်ငါရှေ့ဘယ်တော့မှမရောက်နိုင်ဘူးဟောငါရှေ့ဘယ်လို့မှမရောက်နိုင်ဘူးဆိုတာကိုမြတ်စွာဘုရားအတိအကျဟောထားတယ်သူနဲ့ခတ္တကမကြေမနက်နဲ့ပြောတာအရှင်ဘုရားကသူ့စိတ်ကိုသိလို့လားသို့မဟုတ်အရှင်ဘုရားကိုနတ်တွေကနေပြီးတော့ပါဋိကဗုဒ္ဓကြီးဟာဒီအတွေးနဲ့ဒီအမြင်ကိုဒီစကားမျိုးကိုမစွန့်လွတ်ဖဲနဲ့ငါစီမလာနိုင်ဘူးလို့ဆိုတာကိုအရှင်ဘုရားကိုယ်တိုင်သိတာလားသို့မဟုတ်နတ်တွေကပြောတာလားဆိုငါကိုယ်တိုင်လည်းသိတယ်နတ်တွေကလည်းငါပြောတယ်တဲ့မကြာခင်ကမှကွယ်လွန်သွားတဲ့အစိတဆိုတဲ့စစ်သူကြီးဝေသာလီကစစ်သူကြီးကနေပြီးတော့ငါ့ကိုလာပြောသွားတယ်သူကတာဝရိန္ဒနတ်ပြည်မှာဖြစ်နေတယ်မကြာခင်ကမှတည်သွားပြီတာဝရိန္ဒနတ်ဖြစ်နေတယ်သူကငါစီလာပြီးတော့အရှင်ဘုရားတဲ့ပါဋိကဗုဒ္ဓကြီးကလူယုံမာကြီးတဲ့နော်ဒုတိလာကြီးတပည့်တော်ကိုတောင်မှငရဲကြနေပြီလို့သူကပြောတာတဲ့တပည့်တော်ငရဲကြတာမဟုတ်ဘူးတဲ့တာဝရိန္ဒနတ်ပြည်မှာတဲ့တပည့်တော်နတ်ဖြစ်နေတာနဲ့ဆိုလာပြောတယ်မြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်အဲ့တော့သူ့ကိုသွားပြီးတော့ခေါ်ကြတာဘယ်လိုခေါ်လို့မှမရလာလည်းမလာနောက်ဆုံးကြတော့အလုံးကလက်လျှော့လူ3ယောက်လောက်ကနေပြီးတော့ကြိုးစားပြီးတော့သူ့ကိုခေါ်ကြတာဘယ်လိုခေါ်လို့မှမရဖះစီလာဖို့ခေါ်တော့သူကကြောက်ရွံ့ပြီးတော့ဖះလာတယ်လဲကြားရောထွက်သွားတာအဲ့ဒီတည်းပြန်ခေါ်လို့မရဘူးနောက်ဆုံးကြတော့မြတ်စွာဘုရားအဲ့ဒီပရိသတ်ကြီးကိုတကူပြတယ်ဘာပြတော့ဆိုတေဇောကတိုင်းကိုဝင်စားပြီးတော့ကောင်းကင်ကိုမြတ်စွာဘုရားသခင်ကိုရမြတ်ကြွသွားပြီအဲ့ဒီကနေပြီးတော့ခန္ဓာကိုယ်ကနေမိလျံတွေကိုလည်းပဲထန်း80လောက်မိလျံတွေကိုလွတ်ပြီးတော့မြတ်စွာဘုရားဟာကျောင်းတော်ကိုပြန်ကြွသွားလိုက်တယ်တကူပြပြီးတော့ကျောင်းတော်ကိုပြန်ကြွသွားကြွားထားတဲ့ပါဋိကဗုဒ္ဓကြီးကတော့ပေါ်မလာတော့ဘူးပေါ့နော်အဲ့လိုလောကသားတွေအတွက်မြတ်စွာဘုရားဟာအကျိုးစီးပွားကိုဆောင်ရွက်ပြီးတော့လုပ်ကင်ခဲ့ပေမဲ့လို့အခုလိုမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဆိုတာပေါ်လာခဲ့ဘူးတယ်ဆိုတာကိုပိဋကစာပေမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာလောကသားတွေအတွက်ဆောင်ရွက်လုပ်ကင်ခဲ့တော်လည်းပဲလောကသားတို့ရဲ့စိတ်နေသဘောထားတွေဟာရင့်ကျက်မှုမရှိသည့်အတွက်ကြောင့်မြ
မြတ်စွာဘုရားကိုဆန့်ကျင်ဘက်တွေလောက်ခဲ့ကြတာတွေကထင်ရှားတဲ့တာရကအနေနဲ့သူနခတ္တဟာမြတ်စွာဘုရားကိုဆန့်ကျင်ပြီးနောက်ဆုံးမှာသာသနာပေါင်းကထွက်ခွာသွားသည်ထိအောင်မြတ်စွာဘုရားကိုစွန့်ပယ်ပြီးထွက်ခွာသွားတာဘုရားကိုယ်တိုင်တားလို့တောင်မရတဲ့အနေအထားမျိုးထိအောင်မြတ်စွာဘုရားကိုစွန့်ပစ်ပြီးတော့ထွက်သွားတဲ့ပုဂ္ဂိုလ်တူဟာပေါ်ပေါက်ခဲ့ဘူးတယ်ဆိုတာကိုမှတ်တမ်းတင်ထားတဲ့အတိုင်းသိရှိနားလည်ကြပြီးတန်ဝေကယူကြဖို့ပေါ့နော်မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးတောင်မှဆန့်ကျင်ဘက်တွေရှိသေးတာပဲငါတို့လိုပုဂ္ဂိုလ်တွေဆန့်ကျင်ဘက်ရှိတာဘာထူးမလဲဘာဆန်းမလဲဒါကြောင့်မို့လောကရဲ့သဘာဝကိုသိရှိနားလည်ပြီးတော့လောကဓာတ်တွေနဲ့ပတ်သက်လာတဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ခြင်းခြောက်ခြားခြင်းမဖြစ်ဘဲနဲ့မြတ်စွာဘုရားကိုကြည်ညိုအားကြပြီးတော့မိမိတို့စိတ်ဓာတ်တွေကိုကြံ့ခိုင်အောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အမေတ္တာတဟုရောင်မြူပါဝေငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတို့ကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း